ဒီနေ့ကတော့ Cafe Barista ရဲ့ Opening Shift ခဏတာလေးပါကျွန်တော် Cafe Barista အနေနဲ့ Opening Shift မှာဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ကြည့်ပေးကြပါဦးကျွန်တော်အမှန်တမ်းပြောရရင်ကျွန်တော်အလုပ်စဆင်တာ3ရက်ပဲရှိပါသေးတယ်အဲကြောင့်ကျွန်တော်ဘာမှမလုပ်တတ်သေးပါဘူးမနက်ဆိုရင်9နာရီခွဲထားပြီးတော့9နာရီအရောက်ဆိုင်အောင်သွားရပါတယ်ဆိုင်အောင်ရောက်တာနဲ့ဘာရင်လုပ်ရလဲဆိုလို့ရှိရင်မနေ့ကပိတ်သွားပြီးအကုန်ပြန်ဖွင့်ရပါတယ်ပြီးရင်တော့ coffee ကြိုးပါမယ်ဘာလို့လဲဆိုလို့ရှိရင် coffee တစ်ခါကြိုးလို့ရှိရင်9မိနစ်အချိန်ပေးရဖြစ်တဲ့အတွက် coffee ကြိုးပါမယ်ကျွန်တော်တို့ရဲ့ cafe ဆိုင်ရာ mode တွေနဲ့ပါတွေ့ရအောင်တော့ဖြစ်လို့ဒီ mode တွေကိုလည်း display ပြရပါတယ်အဲကြောင့်ကျွန်တော် display ပြဖို့ဆို mode တွေပြန်စီပါမယ်ခုနကကြိုးထားတဲ့ coffee ကိုကြိုးလို့ပြီးလို့ရှိရင်ကျွန်တော် ice coffee လုပ်ပါမယ်စက်ကအရင်တော့မများဘူးပေါ့နော်အဲကြောင့် ice coffee လုပ်တဲ့အခါမှာသူရေကုန်ထည့်လိုက်လို့ရှိရင်ကုန်သွားပါတယ်အဲကြောင့် coffee နောက်တစ်ခါထည့်ကြိုးရပါတယ် coffee ထည့်ပြီးလို့ရှိရင်တော့ coffee ကိုအေးခံပါမယ်ခုဆိုင်ဖွင့်ချိန်ရောက်ပြီမလို့ကျွန်တော် opening ဆိုင်ရင်တော့ထုတ်လိုက်ပါတော့မယ်ပြီးရင်ကျွန်တော်မနေ့ကပို့ထားတဲ့ mode တွေကို inventory စစ်မယ်ပြီးရင်ကျွန်တော် date တွေရေးပါမယ်အခုဆိုရင် mode တွေကိုကျွန်တော်နေရာချမယ်ပြီးရင် date တွေရေးပါမယ်ကျွန်တော်ကဒီဆိုင်မှာတစ်ပတ်ကိုတစ်ရက်တော့မဟုတ်2ရက်လောက်ပဲလုပ်ဖြစ်တာပါအဲအကြောင်းကျွန်တော်လုပ်တဲ့ရက်တွေက opening shift ဖြစ်ရင်လည်းဖြစ်မယ် closing shift ဖြစ်ရင်လည်းဖြစ်ပါမယ်ကျွန်တော်ဒီဆိုင်မှာဘာလို့လုပ်ဖြစ်လဲဆိုတော့ကျွန်တော်ကြောင်းလည်းအရင်ကိုနီးပါတယ်ရထားနဲ့ဆိုလို့ရှိရင်တစ်မှတ်တိုင်း2မှတ်တိုင်းပဲသွားရပါတယ်အခုကျွန်တော်အရင်ကြိုက်တဲ့ mode ကိုကျွန်တော်ပြန်ပြီးတော့နေရာချနေရပါတော့ကျွန်တော်နေရာချရင်လည်းစားအောင်စားချင်လာပါတယ် cafe ဆိုင်မှာလောက်ရဘာကောင်းလဲဆိုလို့ရှိရင်လောက်ချင်တယ်လုပ်လို့ရတယ်စားချင်တာလည်းကြိုက်စားလို့ရပါတယ်အခုတော့ customer ရဲ့ order လေးကိုလုပ်နေရမှာသူမှာတော့ orange juice orange နေရာအရွယ်စားပေါ်မူတည်ပြီးတော့စက်တဲ့ထည့်လို့ရရင်တော့တစ်ခါထည့်လိုက်ပါတယ်စက်တဲ့ထည့်လို့မရပဲအရင်ကြီးရင်တော့ကျွန်တော်နည်းနည်း2စိတ်လောက်တီးပြီးတော့ထည့်ရပါတယ်အခုနောက်ထပ် customer တယောက်ကမှာထားတဲ့ cappuccino လုပ်နေရပါကျွန်တော်ဒီ cappuccino လုပ်တဲ့နေရာမှာအရင်တိုင်ပက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် foam တွေကိုဘယ်လောက်ထိထားရမလဲကျွန်တော်အခုထိကနာမသိသေးပါဘူးဘာလို့ဆိုတော့ဒီနေ့မှကျွန်တော်ရဲ့3ရက်မြောက်နေ့ဆိုတော့ကျွန်တော်နည်းနည်းတော့အခက်အခဲရှိပါသေးတယ်ဒါကတော့ coffee level မြင်လို့ရှိရင်ကျွန်တော်တက်မယ် cappuccino ပါခဏနေတော့လူကြလာတော့ customer order ဆက်တိုက်လုပ်နေပါတယ်ကျွန်တော်အခုလုပ်နေတော့ ice coffee ပါအရင်တော့ cafe ဆိုင်နေတော့တော်တော်အလုပ်ရှုပ်မထင်ခဲ့ရတယ်အခုလုပ်ကြည့်တော့မှတော်တော်လေးကိုတက်တာပါတယ်မဲ့ရရဲ့ menu ရလည်းနည်းနည်းနေတယ်လူမရှိရင်လည်းထိုင်နေအောင်ပါပဲကျွန်တော်ရဲ့ကန်တော့ဘယ်တော့ကောင်းလဲဆိုတော့ကျွန်တော်အဲ့ cappuccino မလုပ်တတ်ပါဆိုအဲ့ဒီနေ့တနေ့က cappuccino ပဲလာမှကြပါတယ်ကျွန်တော်တို့ဆိုင် cappuccino ကအရင်ရောခက်ခဲရတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကအဲ့ phone လုပ်တဲ့နေရာမှာ ပူပေးရတဲ့နေရာမှာကျွန်တော်ဘယ်နေရာမှာရရလဲဆိုတော့အခုထိမသိသေးလို့အဲ့ဒါနဲ့ကျွန်တော်ကြောင့်နည်းနည်းခက်ခဲနေရပါပြီးတော့ကျွန်တော်ဆိုင်မှာမာချာလိုက်ရပါသေးတယ်ကျွန်တော်မာချာတော့ကျွန်းရင်အေးစစ်စစ်လုပ်တတ်ပါတယ်ပြီးတော့ cafe ဆိုင်မှာလုပ်ရဘာကောင်းလဲဆိုလို့ရှိရင်မနေ့စောစောဖွင့်ရရဆိုပြန်ညနေ7:00 နာရီလောက်ဆိုပြန်ရပါပြီကျွန်တော်ဆိုင်မှာလုပ်ရတဲ့ menu ကိုအကုန်လုံးတော့တစ်ခါတည်းတော့မရိုက်ပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ရိုက်ပြလိုက်လို့ရှိရင်ကျွန်တော်တနေ့ကုန်ပြီးမှမဟုတ်တော့လေသူကကျွန်တော်အားကြောင့်ဒီနေ့ဗီဒီယိုဒီမှာပဲရိုက်လိုက်ပါတော့မယ်ကျွန်တော်ဗီဒီယိုအဆုံးကြီးကြည့်ရှုလို့အများကြီးကျေးဇူးတင်ပါတယ် bye bye